PK ထွန်းသားကိုရုပ်ရှင်မင်းသားအဖြစ်ဆင်တင်ပြီးတော့မယ်ပို့ချပြုခင်မင်းသမီးချောပို့ချပြုခင်ကတော့သူမရဲ့ခင်မွန်းဖြစ်သူအကိုထွန်းရဲ့သားကြီးဆုံးဖုံးပြည့်လေးရဲ့14နှစ်ပြည့်မွေးနေ့အမတ်တရားအဖြစ်3,000ဝန်းကျင်တမိုးရှိတဲ့စိန်တစင်စာကိုလက်ဆောင်ပေးုံတင်မကဘဲနဲ့အမတ်တရားတပုံတွေပါတခန်းတနာရိုက်ကူပေးခဲ့တာလည်းဖြစ်ပါတယ်ပို့ချပြုခင်ကိုယ်တိုင်ကလည်းထိတ်တန့်ရုပ်ရှင်မင်းသမီးတယောက်ဖြစ်ခဲ့တာကြောင့်အခုလို3,000ချီအကုန်ကြခံကသားဖြစ်သူဖုံးပြည့်လေးကိုအမှုပညာလောကထဲရုပ်ရှင်မင်းသားအဖြစ်နဲ့စင်တင်ပေးဖို့အတွက်ကြိုတင်ပြင်ဆင်လမ်းခေးပြီးနေတာလည်းဖြစ်ပါတယ်အစောပိုင်းတုန်းကအိမ်အောင်ကြားစားအချိန်တုန်းကပိုးချပြုခင်ရပေါ်မိတွေဖြစ်လို့လင်မာသားသမီးတွေကိုဂရုစိုက်မှာမဟုတ်ဘူးလို့လူတချို့ကဝေဖန်ခဲ့ကြပေမဲ့လက်တွေ့မှာတော့သူမရဲ့မြတ်တာတရားကအလွန်ကြီးမားလာပါတယ်ကိုယ်တိုင်ဝေးထားတဲ့ရင်သွေးနှစ်ယောက်အပြင်ခင်မိုးဖြစ်သူရဲ့သားသမီး3ယောက်စလုံးကိုပါသားသမီးအရင်တွေလို့လုံးဝခွဲခြားမှုမရှိဘဲချစ်ခင်ဆောက်ရှောက်ပေးနေတာပါအခုလိုသားဖြစ်သူရဲ့အနာဂတ်ပညာလမ်းခရီးစဉ်အတွက်အစွမ်းကုန်ပံ့ပိုးပေးနေပြီးတော့အမေရင်တယောက်ထက်တောင်တာဝန်ကျင်မွန်နေတဲ့သူမရဲ့စိတ်ဓာတ်လေးကချီးကျူးစရာပါပဲကဲချစ်ပရိသတ်တို့ရောသားဖြစ်သူဖုံပြေကိုမင်းသားဖြစ်အောင်စင်တင်ပြီးတော့မယ်ပိုးချပြုခင်ရဲ့မိခင်မြတ်တာပေါ်ဘလို့မြင်လဲဆိုတာမိမိတို့ရဲ့မြင်လေးကိုခေါမမရေးသွားပေးခဲ့ကြပါအောင်ရှင်ဒီဖက်ရဲ့တချင်းသစ်ထွက်လာပြီးနောက်နန်းစုကိုလူတွေဝိုင်းသနာနေကြပါတယ်တချင်းသစ်ကြောင့်နန်းစုကိုသနာနေကြတဲ့သူတွေနဲ့ဒီဖက်ရဲ့လက်ရှိအခြေရေးကိုအားကြရဲဆိုပြီးတော့နှမျိုးကွဲနေကြတာလည်းဖြစ်ပါတယ်နန်းစုနဲ့ဂျီဖာက12နှစ်ကြာလောက်ထိတွဲခဲ့ပြီးတော့တွဲနေစဉ်မှာလည်းဂျီဖက်ရဲ့အောင်မြင်မှုတွေတိုးတက်လာသလိုဂျီဖက်ရဲ့တချင်းတိုင်းကလည်းသူတို့နှစ်ယောက်ကိုတွဲမြင်စေခဲ့သလိုပါပဲနန်းစုကဂျီဖက်ကိုအောင်မြင်မှုတွေကြောင့်တွဲခဲ့တာလို့လည်းသတင်းတွေထွက်ခဲ့ကြပေမဲ့အချိန်တွေကြာလာတာနဲ့အမျှနန်းစုကတကယ်ချစ်ရတဲ့သူပါဆိုတဲ့အချက်တွေကလည်းလူတွေသိလာကြတာလည်းဖြစ်ပါတယ်အခုလက်ရှိတချင်းတွေကြောင့်လည်းဂျီဖက်ကသူ့အရင်ရေးစားနဲ့ပြက်ပြီးနန်းစုကိုတွဲခဲ့တာလားနန်းစုနဲ့မပြတ်ခင်ကတည်းကအရင်ရေးစားနဲ့ပြက်ဆက်သွယ်နေတာလားဆိုတော့လူတွေရဲ့ထင်မြင်ချက်တွေကလည်းပေါ်လာတာလည်းဖြစ်ပါတယ်လွမ်းမိုင်တဲ့ကိစ္စတုန်းကလည်းနော်ဘောရဲ့ဓာအမကိုလူတွေကမသိခင်ကနန်းစုကိုပဲအရင်ထင်ခဲ့ကြတာလည်းဖြစ်ပါတယ်ဝေဖန်တိုက်ခိုက်မှုတွေများပေမဲ့လည်းသဘောထားကြည့်ပြီးသူ့အစင်သူနေတတ်တဲ့နန်းစုကိုတော့လူတွေကလေးစားနေကြသလိုသူ့အချစ်ရည်နဲ့ပတ်သက်ပြီးတော့လည်းအစားထိုးခံအဖြစ်ခံဖြစ်ခဲ့ရတဲ့နန်းစုကိုတနာနေကြတာလည်းဖြစ်ပါတယ်နန်းစုဘက်ကပိုရှိခဲ့ရပြီးအစားထိုးခံခဲ့ရတာလားနန်းစုကတကယ်ပဲတနာစရာအမျိုးသမီးတယောက်လားကိုမမကြီးသွားပြီးခဲ့ကြပါအောင်ရှင်။သွားတိုက်နေတဲ့ဓာတ်ပုံလေးနဲ့အတူနမဲကြီးလာခဲ့တဲ့ဂျီဖက်ကနတ်ဆုရရီစွန်းနဲ့တွဲခဲ့ပြီးတချင်းနဲ့လည်းအများကြီးရေးပေးပူပါတယ်။နတ်ဆုရရီစွန်းနဲ့တစ်ချိန်လုံးကတိုင်းသစ်ပြည်သစ်ချစ်ခဲ့ကြပြီးပကံဖျားတွေလည်းတောက်ဖုတ်ခဲ့ကြသလုံးအိမ်ထောင်စုစင်းနဲ့ပေါအောင်လည်းစူးစမ်းခဲ့ပူပါတယ်။အကယ်၍လက်ထပ်ကြတဲ့အခါဆိုတဲ့တချင်းလေးကိုရေးပေးခဲ့ပူပြီးအဖေပြင်းကိုချစ်ခဲ့ကြတာပါ။နတ်ဆုရရီစွန်းကလည်းဒီတချင်းကိုရန်သဘောကျခဲ့တာကြောင့်ဒီတချင်းကသူတို့နှစ်ယောက်အတွက်အမှတ်တရတချင်းလို့တော့ပြောလို့ရပါတယ်။ဒါပေမဲ့ချစ်တိုင်းလည်းမညာတတ်ကြသလိုတိုင်းသစ်ပြည်သစ်တွဲလည်းမမြဲတာကြောင့်သူတို့တွဲကတော့မမြဲခဲ့ပါဘူးနတ်ဆုရရီဆိုကတော့လက်ခွဲပြီးနောက်မှလည်းဂျီဖက်ကရန်ကောင်းခဲ့တဲ့ချစ်သူဖြစ်ခဲ့ဘူးတဲ့ဆိုပြီးဂျီဖက်ကိုကောက်ွယ်ပြီးပြောပေးခဲ့ကစိတ်သဘောထားကြည့်မှုကိုပြသခဲ့ပါတယ်